အားလုံးဝိမင်္ဂလာပါကျွန်တော် James ပါဒီကနေ့ကျတော့ကျွန်တော်အလုံးနာတဲ့ချိန်မှာကိုဗီဒီယို share ပဲကိုဗီဒီယိုသွားစားဖြစ်တယ် blog ပဲပေါ့နော်အလုံးကြည့်ကြည့်ပေးကြပါခင်ဗျဒီဆိုင်ကကျတော့ကျွန်တော်ဒီအလုံးလုပ်တဲ့နားမှာပေါ့နော်ဖွင့်ထားတဲ့ဆိုင်သူကချက်တာတီတန်ဖွင့်ထားတဲ့ဆိုင်ပေါ့နော်တော်တော်လေးဆောက်လို့ကောင်းပါတယ် ก่อนตอนเราจะไม่รู้เราก็ใช้เงินได้เต็มที่เนาะเราไม่ต้องเก็บไว้เผื่อใคร ကျွန်တော်ကြတော့ဒီအလောက်ကတင်ငယ်ချင်း2ယောက်ထိုင်းမ2ယောက်ကခေါ်သွားတာပေါ့နော်သူတို့ကြတော့ဒီမှာပုံမှန်စမ်းနေကြဆိုတော့ကျွန်တော်ခေါ်သွားတာပေါ့နော်ကျွန်တော်လည်းစမ်းစားကြည့်မယ်ဆိုပြီးတော့တော်တော်လေးရတာတွေ့ရပေါ့နော်သူစီမှာကြတော့ရိုးဆိုရင်50 extra ဆိုရင်က65 buffet ဆိုရင်က80ပေါ့နော်အမျိုးအစားရှိတာပေါ့ဒီ coffee အေးဆိုရင်တော်တော်တောက်လို့ကောင်းပါတယ် Thank you for watching video see you next video bye